ကျွန်တော်တို့နောက်သင်ခန်းစာကြရင်3 shape သင်ခန်းစာကိုကျွန်တော်တို့လေ့လာရမှာဆိုတော့ကျွန်တော်တို့3 shape major scale 3 shape နော်3 shape scale ကိုကျွန်တော်တို့လေ့လာရအောင်3 shape scale ကိုကျွန်တော်တို့တီးမှကျွန်တော်တို့လက်ချောင်းတွေကသွားရတာအဆင်ပြေမယ်အဲ့တော့ကျွန်တော်တို့ notion no flat C major scale ကိုလည်းကျွန်တော်တို့လေ့လာပြီးတော့1 shape ကိုလည်းလေ့လာပြီးတော့1အဲဆို1 shape scale G 2 shape က D major scale တော့အဲ့တော့ D ဟာD အဲ့တော့3ကိုဘယ်လိုရှာမလဲအတူတူကနော်1 2 3 4 5မှာကြာတယ်ဒါ A major key ရဆိုလို့ရှိရင်3 shape နော်3 shape ဆိုရင် A ပဲ3 shape ဆိုအဲ့တော့ဘယ်လိုတီးရမလဲဆိုတော့ဘယ်နေရာမှာ shape တက်ရမလဲ A မှာရောက်ပြီဆိုတော့shape တက်ရမလဲဆို A ကနေ C မီတုံးတစ်လုံးကိုနောက်ဆုတ်လိုက်အဲဆိုရင် G ရောက်ရင်အများတန်း shape တက်ရမှာနော် G ကိုရောက်ရင်အများတန်း shape တက်ရမယ်နော်အဲ့တော့ကျွန်တော်ညာဘက်လက်1 2 3 1 2 3 4 1 2 3 1 2 3 4 5 5 4 3 2 1 3 2 1 4 3 2 1 3 2 1အဲ့တော့ဘယ်ဘက်လက်မှာ5 4 3 2 1 3 2 1 4 3 2 1 3 2 1 1 2 3 1 2 3 4 1 2 3 1 2 3 4 5အဲ့ဒါလေးနော်ဆိုရင်3 shape ကပါလဲ A major key လား A major key ဘယ်မှာ shape တက်ရမလဲသူက G ရောက်လို့ရှိရင် G ကိုမနှိပ်ဘဲနဲ့ shape ကိုတက်ရတယ်1 shape မှာကျ F ကိုရောက်ရင် shape တက်ရတယ်2 shape မှာကျတော့ C ကိုရောက်ရင် shape တက်ရတယ်3 shape မှာကျတော့ G ကိုရောက်ရင် shape တက်ရတယ်နော်ကျေးဇူးတင်ပါတယ်